များပြင်မနာရဲ့အသင်းတနည်းပြည့်ဝင်းနေအခမဲ့ကုသိုလ်ပြည့်စေကံပုံဝဲအိမ်မတို့ကြောက်ရောက်လာမတ်ကြီးကရင်နေအစီကိုကြည့်တော့တော်လာကြီးနဲ့တော့မျိုးမိမျိုးပါအပေါင်းကိုမင်္ဂလာပါလို့နှုတ်ဆက်တာပါပဲသူ့လိုကြွားရောက်ပြီးမဟာဝိသုဒ္ဓယာမတကုံတိုင်းကျောင်းတိုက်ပဲမြဝေတော်လည်းများပြင်မနာအသင်းရဲ့တနည်းပြည့်ဝင်းနေအခမဲ့ကုသိုလ်ပြည့်စေကံဖွင့်ပွဲကိုဒီနေ့ black ကိုလည်းပုံနဲ့ဥစားကိုကျွန်တော်ကဥမာကျွန်တော်ဒီနေ့တူပဲဒီနေ့တူပြီ။ဩဒါကအားလုံးမှန်းကြတော့မရှိဘူး။မှန်းကြတော့ဒီလိုအပ်တဲ့လောက်ဈေးကိုထုတ်ပြီးခိုင်းတယ်ဟုတ်ကဲ့ပါဟိုအခမဲ့ဈေးကဆိုတော့300အတွက်ပဲ900ဘူးလောက်ပဲဆိုတော့မလုပ်ဘူးဘယ်လောက်ကြတချို့ဈေးကြီးတဲ့ဈေးတွေနှလုံးဈေးတို့သွေးတို့ဈေးတို့အစားထားပြီးဟုတ်ပါဘူးဒါပြုလို့တော့ဒီကနေဒီပါပြီးအဲ့ဒါပြောအခုလေးပါဒီရကြတယ်ပါရုပ်ပေါ့အဲ့ဒါလည်းရုပ်ပြည့်တယ်ဒီထဲမှာဒီမှာရုပ်တော့အဲ့ဒါဒီစားရုပ်ပြီးတာနေတာနဲ့ရုပ်တော့ပိုးကြီးလိုက်နေအဲ့ဒီရလူများကြီးပဲလို့ရတာပဲငါဟိုနောက်ဆုံးကြားနေလို့အခြေအနေဟိုဘယ်လိုပြောမလဲလို့ဆောက်လာပါရဲ့ဆောက်လာပါရဲ့စတာပါနောက်ဆုံးဒီအတက်တီးတယ်အိတ်ကဘူးသူတို့စောက်တည်ခြင်းအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာအခမ်းအနားအစီအစဉ်နဲ့အနေနဲ့မိုးကုတ်ဆရာတော်ဘုရားကြီးဓမ္မတန်ဝေကများနဲ့တရားရတာများကိုဆရာတော်ဟောကြားကြီးမြင့်တော်မူမည်အဆုံးအမတရားတော်များကိုရိုသေစွာနာကြားခြင်းအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာအခမ်းအနားအစီအစဉ်လေးလေးနဲ့
ဒီမာလေးကိုစိတ်နဲ့ပြချမ်းသာဝါပြေဇာရောကန္နာဝီမိုအာဒနာဝီမိုဘေကုဝါဆောင်ရဲ့နိုင်Umaradinan
အ
တရားတော်သာကျွမ်းရောက်လာကြတော့ယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာဘုကလေးမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2558ခုနှစ်ဘောဇာတက္ကရာ1385ခုနတော်လပိကျော်9ရက်ခရစ်နှစ်2013ခုနှစ်12လပိုင်း24ရက်နေ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတဘုဂုဆရာတော်ဘုရားကြီး၏တရားဌာနပြေမနာမြို့နယ်မဟာဝိသုဒ္ဓရာမတကွန်တိုင်ကျောင်းတိုက်တော်ဝင်းတွင်ရှိဓမ္မဘူဇနိယနေရာဌာန၌ပြေမနာမြို့နယ်ဂောဇဂံတွင်တရင်တော်နေထိုင်တော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာလွယ်ဝင်သံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်စင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍ဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောယေမနာမြို့နယ်မြဝေသောလက်များအသင်တစ်နှစ်ပြည့်မွေးနေ့နှင့်အခမဲ့ကုသိုလ်ပစ္စည်းကံဖွင့်ပွဲအထိတ်မှဓမ္မပူဇနိယအခါကာလ၌တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းစွာနှင့်ဘုရားတော်ဟောပြောပြသမဲ့သစ္စာတရားများကိုနာလည်းနာနိုင်ကြပါစေနာလည်းအတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်